ဆုံးပြေပြီးကိုရောနောက်သို့လိုက်ကြပါပြီအဘယ်အကျိုးကိုရပါမည်နည်းဟုရှောက်လေတော့တဲ့ပေတရုမေးတဲ့မေးခွန်းကပါလေရှိသည်များဆုံးပြစ်ပြီးကိုရောနောက်လိုက်တာဘာအကျိုးရမလဲဒီမေးခွန်းဒီနေ့ကျမတို့စီမှာရှိတယ်နော်ကျမတို့စီမှာရှိတယ်ငါပညာရည်ချင်းနေငါရဲ့အစွမ်းစားတွေငါအလုံးလုံးတဲ့ဟာငါရဲ့ငယ်ရွယ်ချင်းနေငါရဲ့အလုံးလုံးလိုက်ရင်လာစီရတဲ့လာခါတွေဒါနဲ့ငါရက်တည်ရမှာလေငါဒါတွေကိုစွန့်ပစ်ပြီးတော့မှယေရှုနောက်လိုက်မယ်အမှုတော်ဆောင်မယ်ငါပါစားမလဲငါဘဝဘယ်လိုရက်တည်မှာလဲဆိုတော့ဒီနေ့အဲ့ဒီမိကိုထုတ်တဲ့သူများရှိရင်ဒီမှာယေရှုကတခါတည်းအဖြေပေးထားတယ်အဲ့ဒီအဖြေကိုဖတ်ရအောင်ယေရှုကဘာဖြေထားသလဲဆိုလို့ရှိရင်အပိုက်ငယ်28နဲ့နော်28နဲ့30ပါနော်ဆိုတော့ကျွန်မ29လေးတစ်ပိုက်ပဲဖတ်မယ်နော်အကျဉ်သူသည်ငါ၏နာမကြောင့်အိမ်လဲညီအကိုနမမိဘသားမယားတီးဟူသောတဘာဘာကိုဆုံး၏အကုန်လုံးတော့မပြောသေးဘူးနော်တမျိုးမဟုတ်တမျိုးလို့ပဲပြောထားသေးတယ်တဘာဘာကိုဆုံး၏တဲ့ထိုသူသည်အစတရားသောအကျိုးကိုရ၍ခြာဝရအသက်ကိုအမွေခံရတဲ့တန်အာမင်အာမင်ဆိုတော့တခင်ရဲ့အတန်ကိုကြားပြီးတခင်ရဲ့ခေါ်တန်ကိုကြားပြီးတော့မှကိုယ်မှာရှိတဲ့အစွမ်းစားတွေအရေးချင်းတွေကိုယ်မှာရှိတဲ့ဥစ္စာတွေကိုစုံပြပြီးတော့မှလိုက်သွားမယ်ဆိုလို့ရှိရင်ဘာရမလဲဘာအကျိုးရှိမလဲလို့မေးခွန်းထုတ်တဲ့သူများဒီမှာယေရှုခရစ်တော်ကဖြေပေးထားတယ်အစတရား